အိမ်ရှိမှာမိုးရွာကြီးတဲ့ရေပိုက်လာတူးနေတဲ့သူတွေကိုဘီယာအလူလုပ်ခဲ့တယ်ဆိုတဲ့ຫນွေပိုးအိမ်မိသားစုမန္တလေးမြို့ကနေစလူသိများတဲ့ຫນွေပိုးအိမ်ဆိုတဲ့အထည်ဆိုင်နဲ့လူသုံးကုန်ပစ္စည်းအယောင်းဆိုင်ကြီးကတာမန်စီးပွားရေးလုပ်ငန်းတစ်ခုတက်ပို့ပြီးပရဟိတလုပ်ငန်းတွေနဲ့လူရန်မှုစင်စက်မပြတ်ပြုလုပ်နေတဲ့မိသားစုတစ်ခုဖြစ်လာပြီးလူအများကြားမှာနာမည်ကြီးလာခဲ့တာပဲဖြစ်ပါတယ်။လက်လီလက်ကတန်ဖိုးနဲ့ဈေးနှုန်းတွေနဲ့အခြေခံလူရန်စားတွေအတွက်အဆင်ပြေအောင်ဝန်ဆောင်မှုပေးနေတဲ့ຫນွေပိုးအိမ်ဟာမကြာခဏဆိုသလို promotion တွေနဲ့ပြည်သူလူထုကိုတထောင်တရာကနေကူညီပေးနေပါတယ်။မကြာသေးခင်ကမြန်မာပြည်အတွင်းဖြစ်သွားခဲ့တဲ့ငလီအလှည့်အပြောင်းအတွင်းຫນွေပိုးအိမ်မိသားစုကကယ်ဆယ်ရေးအဖွဲ့များအတွက်ကုန်ကျစရိတ်3,500ကျော်လှူဒါန်းခဲ့ပါတယ်။အဖွဲ့အစည်းများနဲ့ပူးပေါင်းကထောက်ပံ့ရေးပစ္စည်းများတည်ယူပို့ဆောင်ရေးနဲ့စားသောက်ကိရိယာတွေကိုလည်းဆောင်ရွက်ပေးခဲ့ပါသေးတယ်။ဒါအပြင်စာသင်ကျောင်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက်အလှူများပြုလုပ်ခဲ့ကြောင်း TikTok နဲ့ Facebook စတဲ့ platform များမှာတွေ့ရပါတယ်။ရွယ်ဘိုးအိမ်မိသားစုရဲ့အလှူဒန်းတွေကထူးခြားစွာနဲ့တိတိတသားရင်းနှီးထိစေခဲ့တဲ့အခိုက်အတန့်တွေကတော့အခြေခံလူဒန်းစားတွေရဲ့စားဝတ်နေရေးကိုကူညီဖေးမပေးရဲ့အလှူတွေပဲဖြစ်ပါတယ်။မိုးရွာကြီးတဲ့အိမ်ရှိမှာရေပိုက်လိုက်ဖော်နေကြတဲ့အလုပ်သမားတွေကိုရွယ်ဘိုးအိမ်မိသားစုကအလုပ်သမားတွေအမောပြေအောင် BRAA တွေနဲ့မိုးကပတ်စံတို့ကိုလှူဒန်းပေးခဲ့ပါတယ်။အဲဒီချိန်အလုပ်သမားတွေကတယောက်ကအသက်မပြည့်သေးတဲ့ကလေးတယောက်ပါ။သူကကျွန်တော်အသက်မပြည့်သေးလို့ဘီယာမတောက်ဘူးဆိုပြီးရိုးသားစွာနဲ့ငင်းဆိုခဲ့ပါတယ်။ဒီသဘောထားကိုလေးစားတဲ့အနေနဲ့ဘီယာမပေးတော့ပဲပတ်စံ2000ကျပ်နဲ့မိုးကတစ်ထည်မြစ်တာလက်ဆောင်ပေးခဲ့ပါတယ်။လူတယောက်ကတယောက်ကိုပေးကန့်လှူဒန်းနေဆိုတာမျက်နှိုးစရာကောင်းတဲ့ဖြစ်ရတစ်ခုပါ။ဒါပေမဲ့လည်းအလှူဆိုတာပေးမဲ့အရာကဘေးပေးတာဖြစ်ရင်ပေးသူနဲ့ယူသူနှစ်ဦးလုံးအတွက်အနေရရှိတယ်လို့ဗုဒ္ဓဘာသာအယူအရသတ်မှတ်ထားကြပါတယ်။ဘီယာဆိုတာအရက်သေးစားအမျိုးအစားတစ်ခုဖြစ်ပြီးတောက်တဲ့သူကိုမူးမောစရာတွေတတိတွေပညာတွေကိုပျက်စီးစေတတ်ပါတယ်။ဒါကြောင့်ကိုယ်တိုင်တောက်ရုံသာမကအခြားတအုပ်ကိုလည်းမူးယစ်စေတတ်တဲ့အရာကိုလှူခြင်းကမကောင်းသောအလှူဖြစ်ပါတယ်လို့ဖမုံတပါကဆုံးမစကားဆိုထားပါတယ်။ရွယ်ဘိုးအိမ်မိသားစုရဲ့အလှူဒန်းရရောမှုတွေကလေးစားထိုက်ပါတယ်။ဒါပေမဲ့လည်းအနာဂတ်မှာအစာတောက်ရည်မိုးကငွေကြေးစတဲ့အကျိုးရှိပြီးမူရစ်မပါဝင်တဲ့အရာတွေကိုသာအလှအဖြစ်ရွေးချယ်ပေးကြဖို့ပြည်သက်အများစုကအထူးအကြံပြုထားကြပါတယ်။ဒီအကြောင်းအရာဟာ TikTok ပေါ်မှာတင်သွင်းတဲ့နောက်ကြည့်ရှုသူလူအများရဲ့နှလုံးသားကိုထိခိုက်စေခဲ့ပြီးလူအသက်မွေးမှုအခြေအနေနဲ့လူသားချင်းစာနာမှုကိုခံစားစေခဲ့ပါတယ်။မြေပိုးအိမ်မိသားစုဟာလုပ်ငန်းသဘောထက်အများအဆင်ပြေရေးအတွက်ဦးစားပေးတတ်ပါတယ်။ဈေးသက်သာနဲ့ရောင်းပေးတတ်တာတွေအမြဲတမ်းလိုအလှူဒန်းတွေပြုလုပ်ပေးရတွေအခြေအနေအရချက်ချင်းသွားကူညီတတ်မှုတွေအားလုံးကຫນွေဘိုးအိမ်ရဲ့စိတ်ရင်းစေတနာတွေပါနောက်ထပ်အခြားသောဆယ်လီသတင်းများကိုသိရှိဖို့အတွက်လည်း page လေးကို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်